နိုင်တာအမောင်တရိယာလည်းပါခဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့ကဘာအလုပ်လေးလဲအမရေးဆိုလို့ရှိရင်တော့အလုပ်တွေကမများဘူး14ရက်နေ့ကလုပ်ပေးလာတာဖြစ်တဲ့အတွက်ကြောင့်စောစောစီစီဆုံးဖြတ်ချက်ချနိုင်သူမှပဲရလိမ့်မယ်ကဲအဲ့ဆိုရင်ဘိုင်ပါလေအမရေးဆိုလို့ရှိရင်တော့ပယံကောစံအလုပ်သမား6ရောက်အလုပ်ရှိပါတယ်ထိုင်းစကားမတက်လည်းရတယ်ဗတ်မရှိလည်းရတယ်အဲ့ဒါကချူလီဘက်မှာပါပေါ်လီစန်နော်နောက်တစ်နေရာကျတော့ကာလာအိုကေ KTV ဆိုင်မှာမင်းကလေး9ရောက်အလုပ်ရှိတယ်အရက်တောက်တက်တဲ့သူမှလာစမစီချမာတယ်အဲ့ဒါကဗတ်မရှိလည်းရတယ်အလုပ်နေရာကတော့မုံနောက်ထပ်တနေရာကျတော့တလနတ်ထမုံရောင်မတယောက်လို့ရှိတယ်ဗတ်မရှိလည်းရတယ်အဲ့ဒါကစီလုံးဖုံလုံးဖုံပြမှာပါမပန်းကလေးထိန်မှာတယောက်အလိုရှိပါတယ်ဖစ်ချပူလီကျစီထမင်းဆိုင်မှာတယောက်လိုရှိတယ်အဲ့ဒါကဝေခေါင်းဘက်မှာပါအဲ့တနေရာကျတော့တလနတ်ထမုံရောင်ဖို့ရအတွက်မတယောက်လိုရှိတယ်ပန်းခဲဒါကအသက်အကန့်သက်ရှိပါတယ်25နှစ်ထက်မကျော်တဲ့သူမှတူလို့ရှိပါမယ်တတိမအသက်ကြီးလို့ရှင်သူခိုင်းရတာအာနာလို့တဲ့အဲကြောင့်မို့ပါနောက်ထပ်တနေရာကျတော့တလနတ်ထအကျော်ရောင်ဖို့ရအတွက်မတယောက်လိုရှိတယ်အဲ့ဒါကဘူဘီယူရဘတ်နောက်တစ်တနေရာကျအောင်ပြည်ဆိုင်ရောင်းနဲ့ဆိုင်မတယောက်လို့ရှိတဲ့ဖလန်းဆောင်ပမာပါနောက်တစ်နေရာကျတော့တလတ်နတ်ဟက်ကနောက်ထပ်တနေရာကျတော့အထက်ပြဒီလိုမျိုးအထက်တွေကတင်ပိုင်းပေါ့နော်အထက်ပြမိဘူးတိုက်ဖို့ရန်အတွက်ယောက်ျားလေးတယောက်လို့ရှိပါတယ်ပရုံဌာနီဘက်မှာပါမဲပန်းမတယောက်လို့ရှိတဲ့ဗတ်မရှိလဲရတယ်ရပရက်မဲပန်းမတယောက်လို့ရှိတဲ့ဗတ်မရှိလဲရတယ်လိုက်အင်တာမဲပန်းမတယောက်ဗတ်မရှိလဲရတယ်ဖလမ်ဟာမဲပန်းဒီအများကြီးပဲနော်ပြီးလို့ရှိရင်နောက်တစ်နေရာအကြောင်းလှုပ်ချင်းရောင်းတဲ့နေရာမှာမတယောက်လို့ရှိတဲ့အလုံးနေရာကဖလမ်ဆောင်ကဲဒီနေ့ကတော့ဒီ14နေရာလောက်ကိုလာပါတယ်မိတ်ဆွေတို့ကနောက်ထောင်နေရင်းနဲ့ပဲအလုပ်ကိုများတော့ချင်တယ်အလုပ်လုပ်ချင်တာပဲဖြစ်ဖြစ်မြန်မာပြည်ကနေထိုင်းကိုလာချင်တာပဲဖြစ်ဖြစ်ဘာလုပ်ချင်တာပဲဖြစ်ဖြစ်အမောတရိယာလည်းပါအဲဆိုလို့ရှိရင်တော့တကယ်လို့ကိုယ့်ရဲ့အတိတ်တငယ်ချင်းတွေမိတ်ဆွေတွေမှာရောအလုပ်လုပ်ချင်တဲ့သူရှိရအလုပ်ချမ်းနေတဲ့သူရှိရအလုပ်အဆင်မပြေလို့ပြောင်းချင်တဲ့သူရှိရဆိုလို့ရှိရင်လည်းပြောပြီးဖို့ share ပြီးဖို့မမေ့ပါနဲ့အမအတက်အေးစောင့်နေကြပြီမယ်နော်